ဒီနေ့မရတော့ Daniel Wellington watch လေးကို unboxing လေးလာလုပ်ပြမှာပဲဖြစ်ပါတယ်။အဓိကမရတော့ review လေးလုပ်ပေးချင်တာပေါ့နော်။ဒါကတော့ဒီနိုင်လေးရဲ့ packaging လေးပဲဖြစ်ပါတယ်။ဖွင့်ကြည့်လိုက်တော့လေအထဲထဲမှာအရန်ထဲမှာလာတော့ပေါ့နော်။မရဒီရဲ့အယောင်အရန်ပဲကြိုက်ပါတယ်။သူ့ရဲ့အယောင်လေးတွေကအမျိုးမျိုးရှိရပေါ့နော်။ gold, rose gold, black, silver ပေါ့နော်။အဲ့ဒီတွေထဲမှာမရဒီရဲ့အယောင်အကြိုက်ဆုံးပဲပေါ့နော်။မိန်းနဲ့မှာဒီလိုနိုင်ပုံစံတူတပုံစံနဲ့တိတ်ခုရှိရပေါ့နော်။ဒီမှာပါဒါလေးကသူ့ရဲ့အိုလေးရဲ့ရွှေရောင်ပေါ့နော်။ဒီရဲ့နိုင်ဆိုရင်မိန်းသုံးလာတာ6နှစ်ရှိပေါ့နော်။အဲ့တော့မိန်းဝယ်လာတာအတူမိရလာတော့မသိဘူးပေါ့နော်အကြာကြီးသုံးလိုက်တဲ့အချိန်မှာဒီလိုမျိုးအနောက်မှာအယောင်နေပါတွေကျွတ်ကုန်တယ်ပေါ့နော်ပြီးတော့အခုနောက်ဝယ်လိုက်တဲ့ဟာဒီရဲ့ rose gold လေးပါမင်းကနိုင်ကြီးအများကြီးဝယ်ရတာမကြိုက်ဘူးပေါ့နော်နိုင်တစ်လုံးဆိုလည်းအကြာကြီးသုံးပါတယ်အခုနောက်ပိုင်းဒီရဲ့နိုင်ကြီးကိုပဲထောက်ဝယ်ရတဲ့အကြောင်းရင်းကဒီရဲ့နိုင်ကြီးကပပလေးနဲ့အရန်ပေါ်ပါရပေါ့နော်နေတိုင်းအမြဲတမ်းနေတိုင်းဝင်လည်းမယူတော့သူ့ရဲ့ပုံစံလေးကရှင်းရှင်းလေးနဲ့အရန်လာတယ်ဒီနိုင်ရ Randy နှစ်ရှိရပေါ့နော်ပြီးတော့ဒါကတော့နိုင်ကို adjust လုပ်လို့ရအောင်ပေါ့နော်အ short တင်းလုပ်လို့ရအောင်ဆိုပြီးတော့ဒီရဲ့တန်လေးလည်းပါပါတယ်ဒီရဲ့နိုင်လေးကဒေါ်လာ150ကနေ300အထိရှိရပေါ့နော်ပေးရတဲ့ဈေးနဲ့တန်အောင်လို့ပေါ့ပပလေးနဲ့ရိုးရိုးရှင်းရှင်းလေးဖြစ်တဲ့ဒီရဲ့နိုင်လေးကိုဒီနေ့ recommend လေးလာလုပ်ပေးရပါရှင်အားလုံးပဲ good night ပါနော်